ကွန်ပျူတာတစ်လုံးအကြောင်းစဉ်းစားလိုက်ရင်လေအများစုက CPU တို့ GPU တို့ကိုပဲအဓိကစက်ကောင်တွေလို့ထင်ကြတာပေါ့ဒါပေမဲ့အဲ့ဒီရအားလုံးကိုနောက်ွယ်ကနေအကုန်လုံးအလုံးလုံးအောင်ချိတ်ဆက်ပေးနေတဲ့တကက်ထွေရဲကောင်းတယောက်ရှိနေပါတယ်အဲ့ဒါကဘာလဲဆိုတော့မာသားဘော့ပါပဲဆိုတော့ဒီနေ့မှလေတိတ်ပြီးတော့အတိမပြုတ်မခံရပါပဲအရန်အရေးပါတယ်ဒီအောက်ကုန်းစိန်ရဲ့ပြောင်းလဲတိုးတက်လာတဲ့ခရီးစဉ်ကြောင်းကိုတစ်ချက်လေ့လာကြည့်ကြရအောင်ကဲဒီလိုလေးစဉ်းစားကြည့်ရအောင် CPU ဟာကွန်ပျူတာရဲ့ဦးနောက်ဆိုရင်ကြံတဲ့ခဏကိုပိုင်းတဲ့ဒီကောဘာတွေထိမလဲဗျာဒီမေကွန်းကပဲဒီနေ့ရဲ့အဓိကအကြောင်းအရာကိုလင်းခင်းပေးတော့မှာပါအဖြေကတော့ရှင်းပါတယ်မာတာဘော့ပေါ့သူကအာယုံကြောစနစ်လိုပဲအချက်လက်တွေပို့ပေးတယ်အယိုးစုလိုပဲအရာအလုံးကိုထောက်ပံ့ထားတယ်ပြီးတော့သွေးလက်ဖူစနစ်လိုပဲပါဝါတွေဖြန့်ဝေပေးတယ်အားလုံးကိုတနေရာထဲမှာပေါင်းစပ်ထားတယ်လို့ပါပဲပြောရရင်သူကမရှိမဖြစ်အရေးပါပြီးကနာပေါင်းစုံမှာတာဝန်ယူထားတဲ့အစိပ်ပိုင်းတစ်ခုပါဟုတ်ပြီပထမဆုံးအနေနဲ့ PCD စောက်တဲ့သမိုင်းစောပိုင်းကအကြီးမားဆုံးပြဿနာတစ်ခုကိုကြည့်လိုက်ရအောင်အဲ့ဒါကဘာလဲဆိုတော့ဘာတော့မှတတ်မှတ်ဆန်လုံးဆိုတာမရှိလို့ဖြစ်ပေါ်လာတဲ့ရှုပ်ထွေးပွေလီမှုတွေပါပဲကဲ1995မှတ်တိုင်ငယ်နဲ့အချင်းချင်းကိုအချက်လောက်စိတ်ကူနဲ့မှန်းကြည့်ရအောင်တကယ်ကို Wild West လိုပါပဲအဲ့ဒီတော့ကဆိုရင်လေအစိပ်ပိုင်းတစ်ခုနဲ့တစ်ခုကလုံးဝမတူဘူးprinter တို့ keyboard တို့တော့ပေါက်တယ်ဆိုရင် flying leads လို့ခေါ်တဲ့ wire ကျအရှုထွက်တွေနဲ့ case မတွေ့တဲ့အပေါက်တစ်ခုခုကိုဖြစ်တယ်လို့ထိုးထည့်ပြီးဆက်ထားရတာတကယ်ဟိုရှုပ်ပွဲနေရပဲဒါပေမဲ့အဲ့ဒီရှုပ်ထွေးမှုတွေအားလုံးကို1995မှာ Intel ကပြောင်းလဲဖြစ်လိုက်တယ်သူတို့က ATX standard solar ကိုမိဆက်လိုက်ပြီးတဲ့နောက်မှာ PC တိုင်းရဲ့နောက်ကျောမှာတက်ရက်နဲ့စူးစီးထားတဲ့ IO panel တစ်ခုတည်းပဲရှိတော့တာပေါ့ ATX ဆိုတာကတော့1990မှာဇူလိုင်မှာ Intel ကထုတ်ပြန်ခဲ့တဲ့သတ်မှတ်ချက်အစုအဝေးတစ်ခုမှာသူက motherboard ရဲ့အရွေးစား case မှာတက်ဆင်ရမယ့်နေရာလေး IO panel နဲ့ power connectivity အားလုံးကိုစံတစ်ခုတည်းဖြစ်အောင်သတ်မှတ်ပေးခဲ့တယ်။ဒီချက်ကပဲခေတ်သစ် PC ဈေးကွက်မှာအစိပ်ပိုင်းတွေကိုအလွယ်တကူလဲတက်ဆင်နိုင်ဖို့အတွက်အခြေခံအုတ်မြစ်ကိုချပေးခဲ့တာပါ။အဲ့ဒီ ATX စံနှုန်းကနေပြီးတော့လိုအပ်ချက်အမျိုးမျိုးအတွက်ကိုက်ညီတဲ့အရွေးစားအစုံပါဝင်တဲ့မိသားစုတစ်ခုလိုထပ်ပြီးပွားထွက်လာတာကိုတွေ့ရမှာပါ။ကြီးမားတဲ့ full tower တွေအတွက် ATXညနေပိုချစ်လက်တဲ့ build တွေအတွက် micro ATX ပြီးတော့အရန်တင်းခဲ့တဲ့ compact build တွေအတွက်ဆို mini IDX ဆိုပြီးအရွယ်စားအမျိုးမျိုးဖော်ထွက်လာခဲ့ပါတယ်ကဲအခုရုပ်ပိုင်းဆိုင်ရာစံနှုန်းတွေအကြောင်းကနေဘိုးခေအဓိကကြတဲ့ဦးနောက်သူ့ရဲ့ core logic နဲ့အကျက်လက်တွေကိုဘယ်လိုစီမံခန့်ခွဲခဲ့တယ်လဲဆိုတဲ့အပိုင်းကိုဆက်ကြည့်ကြရအောင်ဒီနေရာမှာ chipset ဆိုတဲ့စကားလုံးကိုနားလည်ဖို့လိုလာပြီ chipset ဆိုတာကအတူတကွအလုပ်လုပ်ဖို့ design ထုတ်ထားတဲ့ integrated circuit တွေရဲ့စုစည်းမှုတစ်ခုပါအစောပိုင်း motherboard တွေမှာဆိုရင်လေတေးချ controller chip အများကြီးကိုအထူးအပိုင်းဆိုင်တစ်ခုဖြစ်တဲ့ North Bridge နဲ့ South Bridge ဆိုပြီးပေါင်းစည်းထားတာကိုဆိုလိုတာပါစိတ်ဝင်စားစရာက North Bridge နဲ့ South Bridge ဆိုတဲ့နာမည်တွေဘက်ကလာတယ်လဲဆိုတာပါပဲ motherboard ရဲ့ logic တိစောက်ပုံကိုမြေပုံတစ်ခုလိုမြင်အောင်ကြည့်လိုက်ပါ CPU ကိုပေါ်ဆုံးဒါမှမဟုတ်မြောက်ဘက်မှာထားတဲ့အတွက်သူ့နဲ့နီးတဲ့ဟာကို North Bridge အောက်ဘက်ကဟာကို South Bridge ဆိုပြီးဖြစ်လာတာပါအဲ့တော့ North Bridge ရဲ့ logo ကဘာလဲသူက memory controller hub လို့လက်ထိကြတဲ့အချိန်မဲ့အခြားတစ်ခုပေါ့သူက front side bus FSP ဆိုတာကနေတဆင့် CPU နဲ့တိုက်ရိုက်ချိတ်ဆက်ထားတယ်ပြီးတော့ RAM တို့ AGB ဒါမှမဟုတ် PCI Express လို့အမှန်ဆိုအစိပ်ပိုင်းတွေနဲ့ဆက်သွယ်မှုကိုသူကပဲစီမံခန့်ခွဲပေးပါတယ် South Bridge ကတော့ကြံခဲ့ရအားလုံးအတွက် I/O manager ပေါ့သူက hard drive တွေ USB port တွေ PCI slot တွေနဲ့ BIOS အပါအဝင်နေတဲ့ input output device အားလုံးနဲ့ချိတ်ဆက်မှုကိုစီမံတယ်သူက CPU နဲ့တိုက်ရိုက်စကားမပြောဘူးဆက်သွယ်ချင်ရင်တော့ North Bridge ကနေတဆင့်တွားရပါတယ်အခုတော့နောက်ခက်တစ်ခုကိုရောက်လာပါပြီဒီအချိန်မှာတော့ performance တွေမရမနာတောင်းဆိုမှုတွေက chipset model အဟောင်းကိုပြိုကွဲစေမဲ့အခြေအနေအထိကိုတုံ့ပို့လာပါတော့တယ်ပထမဆုံးအထူး performance ပိတ်ဆို့မှု bottleneck ပေါ်အဲ့ဒါက graphic card တွေနဲ့ပတ်သက်နေပါတယ် graphic card တွေကအရှိန်အများမြင့်လာတော့သူတို့ကိုချိတ်ဆက်ထားတဲ့ AGB slot ကလိုင်းမမီတော့ဘူးအဲ့ဒီမှာပြဿနာကစရပါပဲဒီမှာကြည့်လိုက်ရင်ရှင်းလင်းပြမရမှာပါ AGB ကနေ PCI Express ကိုကူပြောင်းလိုက်တဲ့အခါbandwidth မှာကြီးမားတဲ့ခုန်တက်မှုတစ်ခုဖြစ်သွားတဲ့ AGB 8X ကတစ်စက္ကန့်ကို 2.1 GB ပဲပေးနိုင်ချိန်မှာ PCI Express က 4.0 GB အထိနှစ်ဆနီမှာပေးနိုင်ခဲ့ပါတယ်ဒုတိယပြဿနာကတော့ပိုပြီးအခြေခံကြတယ် CPU နဲ့ North Bridge ကိုအခြေဆက်ထားတဲ့ front side bus ကိုယ်တိုင်ကအဓိကပိတ်ဆို့မှုကြီးဖြစ်လာပြီး system တစ်ခုလုံးရဲ့အမြန်နှုန်းကိုနောက်ပြန်ဆွဲထားတယ်လို့ဖြစ်လာပါတယ်ဒီပြဿနာကိုဖြေရှင်းဖို့ CPU ထုတ်လုပ်သူတွေက North Bridge ကိုဖျက်ပစ်လိုက်ကြတယ်ဘယ်လိုလဲဆိုတော့သူ့ရဲ့လှုပ်ဆောင်ချက်တွေကို CPU တဲကိုတိုက်ရိုက်ထည့်သွင်းလာကြတာပေါ့2003မှာ AMD ကစပြီး memory controller ကိုသူ့ရဲ့ Key 8 processor ဒီပေါ်မှာပေါင်းထည့်ခဲ့တဲ့2008မှာ Intel ကလည်း Nehalem architecture နဲ့လိုက်လုပ်ခဲ့ပြီး
2017မှာတော့ Intel ရဲ့ Sandy Bridge က North Bridge လို့ဆောင်ချက်အားလုံးကို CPU ထဲမှာ System Agent ဆိုတဲ့နာမည်နဲ့အပြည့်အဝပေါင်းစပ်ထည့်သွင်းခဲ့ပါတော့တယ်။ North Bridge ဆိုတာပြဖေးပြောက်ကွယ်သွားတာပေါ့။ ကဲ performance ပြဿနာတွေဖြည့်ရှင်းပြီးတဲ့နောက်မှာတော့အမြင်ပိုင်းဆိုင်ရာအလှအပပြဿနာတွေကိုဖြည့်ရှင်းတဲ့ဘက်ကိုတစ်ချက်ပြောင်းကြည့်အောင် PC Mac ကထောက်ပြထားသလိုပါပဲ PC ကိုစစ်တမ်းချက်တိစောက်တဲ့သူအများစုဟာလေခေဘချိုးတွေကိုတက်တက်ရရဖြစ်အောင်စီစဉ်ရတာကိုအရန်ကိုဆွဲလန်းကြပါတယ်ဒါကပဲ motherboard စမ်းသစ်တီထွေးမှုရဲ့နောက်ထပ်လိုက်လုံးတစ်ခုဖြစ်တဲ့အလားအပိုင်းလွှတ်အတိတ်ခတွန်းအားဖြစ်လာခဲ့ပါတယ်ဒီမှာဆိုရင်အဟောင်းနဲ့အစ်စ်ကိုရှင်းရှင်းလင်းလင်းညှိရှင်းပြထားတာလားအရင်တော့ power fan နဲ့ data cable ကြိုးတွေအားလုံးကို motherboard ရဲ့ရှေ့ဘက်မှာတက်ဆင်ရတော့ case ချမှာရှုပ်ပွဲနေတာကိုမြင်နေရတာပေါ့အခု project 0လို့ design အသစ်တွေမှာတော့ connector တွေကို motherboard ရဲ့နောက်ဘက်ကိုရွှေ့လိုက်တယ်အဲ့တော့ cable တွေအားလုံးကိုဘိုးရဲ့နောက်ွယ်မှာဖွက်ထားလို့ရသွားပြီးအမြင်မှာရှင်းလင်းတတ်ရသွားတာပေါ့ဟုတ်ပြီအခုတော့ motherboard တိုးတက်ပြောင်းလဲမှုရဲ့နောက်ဆုံးပေါ်လမ်းကြောင်းတွေကိုလေ့လာကြည့်အောင်အဲ့ဒါကတော့ motherboard ပေါ်မှာဉာဏ်ရည်တု AI ကိုပေါင်းစပ်ထည့်သွင်းလာတာပါပဲ AI ပါတဲ့ motherboard တွေမှာပါတဲ့ feature တွေကချက်ကကိုအံ့ဩစရာပါပေါ်ပေါ် AI chip တွေက system ကို real time ချိန်ညီပေးနိုင်တယ်ဥပမာအပူချိန်တစ်ခုတည်းကိုမဟုတ်ပဲအသုံးပြုမှုပုံစံပေါ်မူတည်ပြီးလိုက်လောညှိချွေထအောင်ပန်ကားချိန်ကိုချိန်ညီပေးက smart fine curve တွေ power သုံးစွဲမှုကိုအကောင်ဆုံးဖြစ်စေသည့်အပူရောချပေးတဲ့ dynamic voltage ချိန်ညီမှုတွေပြီးတော့ overclocking လို့ရှုပ်ထွေးတဲ့လုပ်ငန်းစဉ်တွေကိုရိုးရှင်းအောင်ကူညီပေးတဲ့ AI power BIOS တွေပါဝင်လာပါတယ်နောက်ထပ်အရေးပါတဲ့လမ်းကြောင်းတစ်ခုကတော့ချိတ်ဆက်မှုပိုင်းမှာအရှိန်ဟုန်နဲ့တိုးတက်လာတာပါတချိန်ကစာဝါတွေမှာမဲတွေ့ရလေးရှိတဲ့တန်းကြည့်ပြီး Ethernet ဟာအခုဆိုရင်တာမန်သုံးစွဲသူတွေအတွက်ရည်ရတဲ့ high end motherboard တွေပေါ်မှာပါဝင်လာနေပါပြီဆိုတော့ motherboard ရဲ့ဒီဖြည်းဖြည်းပြောင်းလဲလာတဲ့ခရီးစဉ်ကြီးတစ်ခုလုံးကိုပြန်ပြီးခြုံငုံကြည့်လိုက်တဲ့အခါမှာပထမဆုံးကတော့ရှုပ်ထွေးမှုကိုဖြည့်ရှင်ပြီးအစီအစဉ်တကျဖြစ်အောင်လုပ်ခဲ့လေပြီးတော့အမြန်နှုံးကိုအဓိကထားလာတယ်အဲ့ဒီနောက်မှာတော့အမြင်ပိုင်းဆိုင်ရာအလားအပါကိုအာရုံစိုက်လာပြီးအခုနောက်ဆုံးမှာတော့ဉာဏ်ရည်တု intelligence ကိုပါထည့်သွင်းလာကြပြီဟုတ်ပြီဒါဆိုရင်နောက်ထပ်ရော motherboard ကဘယ်လိုပြဿနာမျိုးတွေကိုဖြေရှင်းပေးဦးမလဲဒါကတော့တကယ်ကိုစက်ပြီးစဉ်းစားစရာစောင့်ကြည့်စရာမေးခွန်းကောင်းတစ်ခုပါပဲ